မင်္ဂလာပါရှင်ဒီကနေ့ကျွန်မတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့လူငယ်တဦးရဲ့တောက်ပါတဲ့ဘဝတစ်ခုဘလို့ရုတ်တရက်အဆုံးသက်သွားခဲ့ရလဲဆိုတဲ့ကြေကွဲဖွယ်ရာအဖြစ်ဆိုတစ်ခုပဲဖြစ်ပါတယ်အမေရိကန်ပြည်အောင်စုယူတာပြည်နယ်တက္ကသိုလ်မှာဖြစ်ပွားခဲ့တဲ့ဒီဖြစ်ဆိုဟာတနိုင်ငံလုံးကိုထိတ်လန့်တုန်လှုပ်စေခဲ့ရုံသားမကတက္ကသိုလ်ရဲ့လုံခြုံရေးဆိုင်ရာချွေရင်ချက်တွေကိုလည်းမိမောင်းထုတ်ပြနိုင်ခဲ့ပါတယ်Lauren McCluskey ဟာယူတာတက္ကသိုလ်ရဲ့ထူးချွန်ထက်မြက်တဲ့ကျောင်းသူတဦးဖြစ်သလိုအားကစားဘက်မှာလည်းထူးချွန်တဲ့အားကစားသမားတဦးပါအသက်22နှစ်ရွယ်မှာသူမရဲ့ဘဝဟာအောင်မြင်မှုတွေပျော်ရွှင်မှုတွေနဲ့ပြည့်နှံနေခဲ့ပါတယ်သူမဟာရှာဖီလို့သူကိုယ်သူမိတ်ဆက်ခဲ့တဲ့အမျိုးသားတဦးနဲ့ချစ်ကြခဲ့ပါတယ်သူတို့နှစ်ဦးရဲ့အချစ်ဇလန်ဟာအစာပိုင်းမှာတော့တာမန်ချစ်သူဆောင်တဲတွေလိုပဲပျော်ရွှင်စရာကောင်းခဲ့ပုံရပါတယ်ဒါပေမဲ့မကြခင်မှာပဲရှောင်းရဲ့ဇယိုက်လက္ခဏာဟာတဖြည်းဖြည်းဆိုးဝါးလာပြီးလော်ရန်ရဲ့တငယ်ချင်းတွေကစိုးရိမ်ပူပန်မှုတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ရှောင်းဟာလော်ရန်အပေါ်အလွန်ကျွံလန်းမှုချုပ်ကိုင်လို့စိတ်ရှိပြီးသူမကိုအပြင်ထွက်ခွင့်ကတ်တန်တာမျိုးတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အထိတ်တလန့်ဖြစ်စေခဲ့တဲ့အဖြစ်အပျက်တစ်ခုကတော့ရှောင်းဟာလော်ရန်ကိုကြည်အသင့်ထိုးထားတဲ့တနက်တလက်ပေးခဲ့တာပါ။ဒီအပြုအမူဟာလော်ရန်ရဲ့စိတ်ထဲမှာမိကွန်းပေါင်းများစွာကိုဖြစ်ပေါ်စေခဲ့ရုံသားမကသူမရဲ့ပတ်ဝန်းကျင်ကလူတွေကလည်းတီတိုစကားတွေဆိုလာကြပါတယ်။မကြခင်အချိန်မှာပဲလော်ရန်ရဲ့အချစ်ဇလန်ဟာကြောက်မက်ဖွယ်ရအမှန်တရားနဲ့ရင်ဆိုင်ရချိန်မှာတော့လုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။တနေ့မှာတော့သူမဟာရှာရဲ့မပုံတင်ကအတူဖြစ်တဲ့ဆိုတာကိုမမျှော်လင့်ပဲသိရှိခဲ့ရပါတယ်။ဒီအချက်လက်ဟာသူမကိုလုံးဝထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။ဒါပြင်ရှာရဲ့အမြင်ရင်းကိုMelvin Lolan ဖြစ်ပြီးအသက်38နှစ်ရွယ်ပြစ်မှုကျူးလွန်မှုသူတဦးဖြစ်သလိုငင်းချမ်းတာယာခွင့်နဲ့လွတ်မြောက်လာသူတဦးလည်းဖြစ်နေရဆိုတာကိုသိရှိခဲ့ရပါတယ်။သူမပြစ်မှုမှတ်တမ်းကြီးကြီးမားမားရှိခဲ့ပြီးလိမ်မိုင်းဆိုင်ရာပြစ်မှုတွေနဲ့လည်းပတ်သက်ခဲ့တယ်လို့သိရပါတယ်။ဒီလိုလျှို့ဝှက်ချက်တွေအမှန်တရားတွေပေါ်ပါလာချိန်မှာတော့ Lauren ဟာသူ့ရဲ့ဘဝအတွက်အမှန်တရားတွေဒီလိုလျှို့ဝှက်ချက်တွေအမှန်တရားတွေပေါ်ပါလာချိန်မှာတော့ Lauren ဟာသူ့ရဲ့ဘဝအတွက်အကြီးမားဆုံးအနေနဲ့တစ်ခုကိုရင်ဆိုင်နေရပြီးဆိုတာကိုကောင်းစွာသဘောပေါက်ခဲ့ပါတယ်။အမှန်တရားကိုသိရှိပြီးရတဲ့ Lauren ဟာ Melvin နဲ့ချက်ချင်းပဲလမ်းခွဲခဲ့ပါတယ်။သူမရွေးချက်ကတော့ဒီအနေရှိရဲ့ဆက်ဆံရေးကနေအမြန်ဆုံးလွတ်မြောက်ဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာပြဿနာရဲ့အဆုံးသတ်မဟုတ်ပဲအစပဲရှိပါသေးတယ်။ Lauren ရဲ့လမ်းခွဲမှုကို Melvin ကလက်မခံခဲ့ပဲသူမကို message များစွာပို့ပြီးဇက်တိုက်နောက်ဆက်ပါတော့တယ်။ဒီ message တွေဟာယူနောက်ဆက်မှုတွေမဟုတ်ပဲချိန်ချမှုတွေငွေညှစ်မှုတွေပါဝင်နေခဲ့တယ်လို့သိရပါတယ်။ထိတ်လန့်တုန်လှုပ်နေတဲ့ Lauren ဟာသူမရဲ့ဘေးကင်းရေးအတွက်အသက်ဘေးအန္တရာယ်ကြာရောက်နေပြီဆိုတာကိုသိရှိခဲ့ပြီးကျောင်းဝင်းရဲတပ်ဖွဲ့ကိုအကြိမ်ကြိမ်တွားရောက်တိုင်ကြားခဲ့ပါတယ်။သူမဟာရဲတပ်ဖွဲ့ကို Melvin ရဲ့ပြစ်မှုမှတ်တမ်းပြေဆုံးသူမကိုနောက်ဆက်နေတဲ့အကြောင်းသူမကိုချင်းချောက်နေတဲ့အကြောင်းနဲ့သူမရဲ့ဘေးကင်းလုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုတွေကုန်လုံးကိုအသေးစိတ်ပြောပြခဲ့ပါတယ်။ဒါပေမဲ့ဝန်ထမ်းဆရာကောင်းတာကတော့ကျောင်းဝင်းရဲတပ်ဖွဲ့တွေဟာသူမရဲ့တိုင်ချချက်တွေကိုအလေးနက်ထားဆောင်ရွက်ခဲ့ခြင်းမရှိပါဘူး။အရာရှိတွေဟာ Melvin ကိုလိုက်လံစုံစမ်းတာအရေးယူဆောင်ရွက်တာမျိုးမရှိခဲ့ပဲ Lauren ရဲ့ပြောဆိုချက်တွေကိုယုံကြည်လက်ခံခြင်းမရှိခဲ့ပါဘူး။ဒီလိုလျှို့ရှုမှုဟာ Lauren ရဲ့အသက်ကိုကယ်တင်နိုင်မဲ့အခွင့်အရေးများစွာကိုလျှို့ရှုခဲ့ရရောက်ပြီးယနေ့တိုင်းပြင်းပြင်းထန်ထန်ဝေဖန်ခံနေရဆဲပါ။ Lauren အဲ့လိုမျိုးအကူအညီမဲ့နေတဲ့အချိန်မှာပဲ Melvin ရဲ့လိုက်လံနောက်ဆက်မှုနဲ့ချိန်ချောက်မှုတွေကပိုဆိုးလာခဲ့ပါတယ်။ကျောင်းဝင်းလုံချိန်ကင်မရာမန်တန်းတွေရ Melvin ဟာကျောင်းဝင်းပတ်ဝန်းကျင်မှာ Lauren ကိုချောင်းမြောက်နေခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ Lauren ရဲ့တငယ်ချင်းတွေနဲ့မိသားစုဝင်တွေဟာလည်းသူမရဲ့အသက်အန္တရာယ်အတွက်စိုးရိမ်ပူပန်ခဲ့ကြပြီးကျောင်းဝင်းရဲတပ်ဖွဲ့ကိုစတိုက်ဆက်သွဲခဲ့ကြပေမဲ့လည်းထိရောက်တဲ့အရေးယူဆောင်ရွက်မှုမျိုးမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့အောက်တိုဘာလ22ရက်နေ့မှာတော့ Lauren McCluskey ဟာသူမရဲ့ကားထဲမှာပဲ Melvin ရဲ့လက်ချက်နဲ့အသက်ခံခဲ့ရပါတော့တယ်။ဒီဖြစ်ရပ်ဆိုဟာယူတာတက္ကသိုလ်တစ်ခုလုံးကိုထိတ်လန့်တုန်လှုပ်စေခဲ့ပြီးတနိုင်ငံလုံးကိုလည်းတုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ဒီဖြစ်ရပ်ပြီးမှတော့ Melvin ကိုရဲတပ်ဖွဲ့ကလိုက်လံရှာဖွေရမှာ church တစ်ခုထဲမှာပုံအောင်နေခဲ့တာကိုတွေ့ရှိခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့ဝိုင်းဝန်းပိတ်ဆို့မှုကိုခံရတဲ့ Melvin ဟာနောက်ဆုံးမှာတော့ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ Lauren ရဲ့ကြေကွဲဖွယ်ရာတည်ဆုံမှုဟာသူမရဲ့မိသားစုနဲ့ဒေသခံပြည်သူတွေကိုဝမ်းနည်းကြေကွဲစေခဲ့ရုံသာမကယူတာတက္ကသိုလ်ရဲ့လုံခြုံရေးဆိုင်ရာလက်ဟာမှုတွေကိုလည်းပြည်သူလူထုကပြစ်တင်ရှုံချခဲ့ကြပါတယ်။ Lauren ရဲ့မိဘတွေဖြစ်တဲ့ Matt နဲ့ Robbie McCluskey တို့ဟာသူတို့သမီးအတွက်တရားမျှတမှုရရှိဖို့အတွက်ယူတာတက္ကသိုလ်ကိုတရားစွဲဆိုခဲ့ပါတယ်။ဒါအပြင်သူတို့ဟာ
Lauren McCluskey Foundation ကိုတည်ထောင်ကြောင်းကျောင်းဝင်လုံခြုံရေးအတွက်လှုပ်ရှားဆောင်ရွက်ခဲ့ကြပါတယ်။ဒီ Foundation ရဲ့ရွေးချက်ကတော့တက္ကသိုလ်တွေအနေနဲ့ကျောင်းသားကျောင်းသူတွေရဲ့ဘေးကင်းလုံခြုံရေးကိုပုံမအလေးထားပြီးအထူးသဖြင့်အမျိုးသမီးတွေရဲ့ဘေးကင်းဆိုင်ရာတိုင်ကြားမှုတွေကိုအလေးနဲ့နားထောင်ပြီးထိထိရရဆောင်ရွက်တဲ့ဆိုတဲ့အရေးကြီးတဲ့သင်ခန်းစာကိုမိမောင်းထုတ်ပြဖို့ပဲဖြစ်ပါတယ်။ဒီဖြစ်ရပြီးမှတော့ယူတာတက္ကသိုလ်ဟာလုံခြုံရေးဆိုင်ရာပြည်ပြင်ပြောင်းလဲမှုတွေအသိပညာပေးမှုတွေနဲ့ရဲတပ်ဖွဲ့ရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေကိုတိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ Lauren McCluskey ရဲ့ဘဝနီကုံဟာကြေကွဲစရာကောင်းပေမဲ့သူမရဲ့မိဘတွေကတော့အခြားသူတွေအတွက်ဘေးကင်းလုံခြုံမှုနဲ့တရားမျှတမှုကိုဆက်လက်ရှာဖွေနေဆဲပဲဖြစ်ပါတယ်ရှင်။သူမကတော့ဘေးကင်းလုံခြုံရေးတိုင်ကြားမှုတွေကိုဘယ်တော့မှလစ်လျူမရှုထားသင့်ဘူးဆိုတဲ့ခါးသီးရဲ့သင်ခန်းစာတစ်ခုကိုအသက်နဲ့ရင်းပြီးပေးခဲ့ပါတယ်။